ကိုရရှိတဲ့ထောက်ပံ့ကြေးကိုကဒီအတိုင်းပဲအသုံးပြုမယ်ဆိုလို့ရှိရင်ဒီထောက်ပံ့ကြေးဟာလုံးဝပြတ်ပြတ်သွားနိုင်ပါတယ်အဲ့တော့အဲ့ဒီထောက်ပံ့ကြေးငွေကိုကိုယ့်ရဲ့ကလေးအတွက်ပညာရေးရည်စည်စားစည်သူ့ရဲ့လိုအပ်တဲ့အရာတွေကိုအသုံးပြုပြီးပြီဆိုလို့ရှိရင်ဒီရရှိတဲ့ child benefit ကိုနာကပညာရေးအတွက်စုထားမယ်ဆိုလို့ရှိရင်အနည်းဆုံးတစ်နှစ်ကိုအနည်းဆုံးစုငွေ plan တွေကိုအနည်းဆုံး$2,500 $2,500 ထည့်မယ်ဆိုရင်အစိုးရရဲ့20%သောစုချခြင်းကိုပြန်လည်ရရှိမှာဖြစ်ပါတယ်ဥပမာဒါကိုဘယ်လိုပြောရမလဲဆိုရင်သူ့ရဲ့ register education saving plan နဲ့ကိုငွေတစ်လကိုအနည်းဆုံး$210ထည့်မယ်ဆိုလို့ရှိရင်တစ်နှစ်ကို$2,500ပြည့်သွားနိုင်ပါတယ်အဲ့တော့$2,500အနည်းဆုံးပြည့်ပြီဆိုတာနဲ့အစိုးရကနေပြီးတော့900အစိုးရရဲ့ free money ကိုရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီလိုနဲ့ကိုက$2,500 lump sum amount ထည့်ခြင်းနဲ့ထည့်လို့ရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်အနည်းဆုံးတစ်လကို200 100 210ဒီလိုမျိုးကိုထည့်နိုင်တဲ့ amount နဲ့ကိုကထည့်လို့လည်းရပါတယ်ကိုရဲ့ထည့်တဲ့ amount ပေါ်မှာမူတည်ပြီးတော့ဒီ20%နဲ့သူကမျှဝေပြီးတော့ကိုရဲ့ account ထဲကိုရရှိလာမှာဖြစ်ပါတယ်တကယ်လို့သာဒီငွေကဘာအတွက်သူကအသုံးပြုဖို့လဲဆိုရင်ကလေးကကိုယ့်ရဲ့သားသမီးကဒီငွေကို18နှစ်ပြည့်တဲ့အခါမှာထုတ်ယူခွင့်ရှိတယ်ဒါပေမဲ့အဲ့ဒီငွေကဘာအတွက်ပဲအသုံးပြုလို့ရလဲဆိုတော့သူရဲ့ university college ဒါမှမဟုတ်ဘူးဆိုရင် trade ပေါ့နော် trade နဲ့ပတ်သက်တဲ့အကြောင်းတွေကိုလည်းပဲသူကဒီငွေကိုအသုံးပြုလို့ရတယ်ပေါ့